အားလုံးပဲမင်္ဂလာပါတကယ်ကျွန်တော်ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာတော့ကိုရီးယားမှာလှုပ်လှုပ်နေတဲ့မြန်မာအလုပ်သမားတိုင်းတတိထားရမယ့်ကိစ္စတစ်ခုပါကျွန်တော်မနေ့ကပေါ့နော်ကျွန်တော်စက်ရုံမှာလှုပ်လှုပ်နေတဲ့ကျွန်တော်တို့မြန်မာအလုပ်သမားတယောက်ဖြစ်တဲ့ကိုတန်းစင်ပေါ့နော်အသက်လည်းငယ်သေးရဗျာ32နှစ်ပဲရှိသေးတယ်မနေ့ကအလုပ်သွားပြီးတော့သူကိုယ်တိုင်လည်းညနေလှုပ်သွားပြီးတော့အလုပ်ဆင်းမယ်လို့ပဲသူလည်းဒီအချိန်ကတော့တွေးတောခဲ့မှာပေါ့ဗျာမိသားစုတွေကမြန်မာပြည်မှာရှိတဲ့မိသားစုတွေရတယ်ဒီတိုင်းပဲပေါ့ဗျာပုံမှန်နေ့တစ်နေ့လိုပဲထင်ခဲ့မှာပေါ့ဒါပေမဲ့ဘယ်သူမှမမျှော်လင့်ထားတဲ့ဖြစ်ဆိုတစ်ခုခဏလေးအတွင်းမှာဖြစ်ခဲ့တယ်ဗျာစိတ်လည်းမကောင်းပါဘူးဒီစိတ်ကညီကိုမောင်နှမတွေတင်ပေးတဲ့လူတွေပေါ့နော်တင်ပေးတဲ့အရာပို့တွေမှာ Facebook မှာကျွန်တော်တွေ့ရတာကတော့စက်ရုံရဲ့တန်ပုံးထဲမှာပေါ့နော်တန့်ရှင်လှုပ်ဆောင်နေတန့်ရှင်လှုပ်တဲ့အချိန်မှာမတော်တဆဖြစ်ခဲ့တယ်လို့ကျွန်တော်တို့သိရတာတန့်ရှင်ပြုလုပ်ပြီးတော့တန်ပုံးတွင်းမှာကျန်ရှိနေတဲ့ဒီတင်နာအငွေတွေပေါ့နော်တန့်ရှင်လှုပ်တဲ့တင်နာနဲ့စေးထားတဲ့ဒီတင်နာအငွေတွေကကြံနေတာဟိုအဲ့ဒီအချိန်မှာ grinder နဲ့စားတဲ့အချိန်မှာအဲ့ဒီကြံတဲ့တင်နာအငွေတွေကနေပြီးတော့မီးထလောင်တာပေါ့နော်မီးထလောင်ပြီးတော့အဲ့လိုမျိုးမီးလောင်သွားတယ်လို့သိရတာပေါ့ပို့ပြီးတော့စိတ်မကောင်းဖြစ်ရတာကတော့ဒီအရေးပေါ်ကယ်ဆယ်ရေးကားတွေလူတွေရောက်လာတဲ့အချိန်မှာလူနာအသက်ဆုံးရှုံးသွားပြီလို့သိခဲ့ရတာပေါ့နော်ဒီသတင်းကိုကျွန်တော်ရုပ်တရက်တွေ့လိုက်တဲ့အချိန်မှာကျွန်တော်လည်း short ရသွားတာဗျာပြီးတော့ကျွန်တော်လည်းစိတ်ယုံမှာလုပ်နေတဲ့လုပ်သမားတယောက်ဆိုတော့လေရုပ်တရက်စိတ်မကောင်းတော့ဖြစ်သွားတယ်စဉ်းစားမိတာတခုကတော့ကျွန်တော်တို့ကိုရီးယားမှာလှုပ်လှုပ်နေတဲ့မြန်မာလုပ်သမားတွေပေါ့နော်အားလုံးပေါ့အများစုပေါ့အားလုံးကကျွန်တော်တို့ခိုင်းတာလုပ်ကြမယ်လုပ်ပြီးအောင်လုပ်မယ်ကျွန်တော်ပတ်ဆက်ရှာမယ်မိသားစုပတ်ဆက်ပို့မယ်ဗျာပတ်ဆက်ဆူးကြမယ်ဆိုတော့နေ့တိုင်းပေါ့နော်ပိတ်ရက်တွေကလွဲပြီးတော့ကျွန်တော်တို့ဒီအလုပ်ရှိတဲ့ရက်တိုင်းကျွန်တော်အားလုံးစူးစမ်းပြီးတော့လုပ်ကြရပါတော့စူးစမ်းလုပ်ကြရတယ်နောက်ပြီးလုံခြုံရေးကိုလည်းကျွန်တော်တို့ခါကြလို့ရှိရင်ပေါ့စားမိတဲ့အချိန်တွေရှိတယ်ဗျာပြီးတော့ဒါစိတ်ုံတိုင်းမှာဆိုတာစိတ်ုံတိုင်းမှာဒါအနည်းနဲ့များအသေးအမွားလေးကနေစပြီးတော့ဒီအကြီးကြီးထီးပေါ့နော်ဒီအနေရရှိတဲ့လုပ်ငန်းခွင်တွေများတာပေါ့ကျွန်တော်တို့ဒီလုံခြုံရေးခဏပေါ့စားမိလိုက်တဲ့အချိန်ကြီးမှာဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်တယ်ဗျာအဲ့ဒါကျွန်တော်တို့ဒီဓာတုပစ္စည်းတွေနဲ့ဆက်ဆက်တဲ့အလုပ်တွေကိုင်းနာနေပြီးတော့ကျွန်တော်တို့ဒီလုံခြုံရေးစော်တဲ့အလုပ်တွေပေါ့နော်အဲ့ဒါဒီအန်ဒီရဲ့များတယ်ပေါ့မီးလောင်တက်တယ်ပေါ့နော်အဲ့ဒါတွေတတိထားဖို့လိုတယ်ဒါကျွန်တော်အလုပ်ကတော့ကျွန်တော်တို့တောင်းယူပြီးကျွန်တော်တို့လာရတာယူရတဲ့အလုပ်ဆိုတော့အရေးကြီးတာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့အတက်ထက်တော့ပို့ပြီးတော့အရေးမကြီးဘူးနော်ကျွန်တော်တို့လုံခြုံရေးပစ္စည်းတွေမလို့ဟိုစားအလုံးလောက်သူတို့မပေးလို့ဆိုလို့ရှိရင်ကျွန်တော်တို့တောင်းရမှာတစ်ထည့်စီမှာတောင်းရမယ်စေယုံကအကြီးကဲစီမှာကျွန်တော်တို့ဒါတောင်းရမှာမသေးကြလို့ရှိရင်မေးတင်မေးရမှာအနေနဲ့ရှိရလို့ထင်လို့ရှိရင်ကျွန်တော်ပြောတင်ပြောရမှာဗျာချုပ်လေရတယ်ဆိုလို့ရှိရင်တယောက်တည်းလှုပ်လို့မနိုင်တဲ့ရတယ်ဆိုလို့ရှိရင်ဘေးနားမှာတယောက်လှုပ်ပေါ့နော်တယောက်ကလှုပ်နေဆိုရင်တယောက်ကနေပြီးတော့အချိန်ကြီးကြည့်တာခိုင်းလို့တခုဖြစ်လို့ရှိရင်တယောက်ကူလို့ရအောင်ကျွန်တော်တို့ကအားလုံးကကျွန်တော်တို့မိသားစုရှိတဲ့လူတွေဗျာကျွန်တော်တို့အိမ်မှာကျွန်တော်မိဘတွေစောင့်နေမယ်ကျွန်တော်အိမ်တော်ရှိတဲ့လူတွေဆိုလို့ရှိရင်လည်းကျွန်တော်မိမတွေကလေးတွေကကျွန်တော်တို့မျိုးလင်းချက်နဲ့စောင့်နေကြတဲ့မိသားစုအများကြီးရှိတယ်ကျွန်တော်တို့ကမိသားစုတစ်ခုလုံးရမျိုးလင်းချက်လို့ဖြစ်နေတာလားကျွန်တော်နိုင်ငံသားပတ်သက်ရှာတယ်ဆိုတော့လေကျွန်တော်တို့ပဲအဓိကတောက်တိုင်နေတယ်ကျွန်တော်မိသားစုကျွန်တော်ပြန်ထောက်ပံ့နေရတာဗျအားကြောင့်ကျွန်တော်တို့ရေရှည်အနေကင်းနဲ့လုံနိုင်ဖို့ကျွန်တော်တို့ပို့လိုအပ်တာပေါ့နော်အားကြောင့်မို့ကျွန်တော်တို့နောက်ဆိုလို့ရှိရင်ဒီမှာလုပ်တဲ့လုပ်သားတွေအကုန်လုံးအန်ဒီရရှိမဲ့အရာတွေကိုတေချာလေး queue site ပြီးတော့လှုပ်စီချင်တာပေါ့ကျွန်တော်အပါဝင်ပေါ့နော်ကျွန်တော်လည်းစိတ်အောင်မှာလှုပ်နေတာအခုဆိုလို့ရှိရင်9နှစ်ပြည့်တော့မှာပေါ့နော်စိတ်လည်းတော့မကောင်းကိုတန်းစံဝင်တွေ့တယ်ပြီးတော့ကိုတန်းစံဝင်တွေ့အခုလိုဝမ်းနေရတယ်လို့နောက်ထပ်ဘယ်မြန်မာလှုပ်သားတွေမှာပေါ့နော်စိတ်အောင်မှာလှုပ်နေတဲ့လှုပ်သားတွေမှာဒီလိုအဖြစ်ဆိုမျိုးမကြုံစေချင်ဘူးဗျာကိုတန်းစံဝင်လည်းကောင်းရသူကတိလားပါစေလို့ဆုတောင်းပေးပါတယ်ကျင်းရည်သူမိသားစုနဲ့လည်းကျွန်တော်တို့တူပဲเนาะစိတ်မကောင်းဖြစ်ရပါတယ်ပေါ့ပြီးတော့ကျွန်တော်တို့နိုင်တဲ့လောက်လဲကိုတန်းစုံအတွက်ဘောနော်ကူငွေကျွန်တော်တို့ဒီနိုင်အတွက်ကူငွေတွေပါတယ်ကျွန်တော်တို့ထောက်
လူတန်းပေးဖို့ပေါ့နော်ကျွန်တော်ပြန်ပြုလိုက်ပါတယ်ပေါ့နော်အားလုံးလည်းအလုပ်ကွင်းမှာဘေးကန်းလုံခြုံစွာနဲ့အလုပ်လုပ်နိုင်ကြပါစေလို့ဟုတ်ကဲ့ကျွန်တော်ဆက်ပြီးတော့ဒီမနေ့ကကြားလိုက်တဲ့သတင်းလေးနဲ့ဆက်ပြီးတော့ပေါ့နော်ကိုတန်းဆန်ကိုကြောင်းနဲ့စိတ်မကောင်းရင်းနဲ့နောက်ထပ်ကျွန်တော်မြန်မာတွေလည်းလုပ်ငန်းခွင်မှာအနေနဲ့ကင်းစွာနဲ့တတိကြီးထားပြီးတော့လုပ်နိုင်ဖို့ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်လိုက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်